ဂဝါဟောကြားခဲ့တဲ့ဓမ္မတရားဒေသနာအဖို့ထိုင်ရတနာတစ်ပါးမူလူနဲ့မြမအားထားလို့သာနိဗ္ဗာန်လမ်းကိုဒိဋ္ဌံမှန်ငါတန်တရားမလွတ်ကင်းတဲ့၍ကရုတ်ကင်းလျှောက်လဲရရှာဦးမှာဗုဒ္ဓဖယားဘဂဝါဟောကြားခဲ့တဲ့ဓမ္မတရားဒေသနာအဖို့ထိုင်ရတနာတစ်ပါးမူလူနဲ့မြမအားထားလို့သာနိဗ္ဗာန်လမ်းကိုဒိဋ္ဌံမှန်ငါတန်တရားမလွတ်ကင်းတဲ့၍ကရုတ်ကင်းလျှောက်လဲရရှာဦးမှာဘယ်ဘဝဘယ်ကလာဒီဘဝကဘယ်ကိုသွားမလဲတန်တရားတစ်ထောင်နာတဲ့ဒီလူဘဝမှာပြုံးရပြောကြရုံကံရှာဖွေလို့သာအသက်တွေကြီးတနည်းနည်းနဲ့တည်ရအောင်မှာတနစ်ကဘာမှမကြာတလဆိုတာဘာမှမသိတရခရီးကနေရစီလက်ပမာနှုတ်ပြိုအစင်းတဖြည်းဖြည်းနဲ့ဦးမင်းလို့လားစီစိတ်ဥစ္စာအသက်ခန္ဓာပြောက်ဆုံးနောက်ဆုံးတော့ဘာမှမပါလောဘဒေါသမောဟတွေမှထောင်လွှားလို့အရှက်ကြောက်ပြီးငါတီလအပြစ်များစွာကျူးလွန်တဲ့အခါတန်တရားဝဲခရက်မှာတွဲဖက်စရာကုသိုလ်ကင်းငရဲတွင်တက်ဆင်းရလိမ့်မှာတန်တရားဝတ်တွင်လူကင်းမှုအရေးမှာတရားဒေသနာတမထဝိပဿနာဝါညာကအားထုတ်ဖို့ရာကံဉာဏ်မွဲကကိလေသာတဏမီကြောင့်ခရီးကမတွင်တတိနဲ့ရှင်ခဏအတိကနဲ့လွန်နာမို့ထင်းမလောက်မပေါခရီးမရောက်ရှာထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေပေါ်လွင်အောင်အတွေ့များဖယားတပြေတော့အားပေးသနာတော်မူပါဖယားအော်တရက်တရက်နဲ့တဖြည်းဖြည်းအသက်တွေကြီးလို့ရှာမီဥစ္စာအသက်ခန္ဓာအတွက်အမျက်ဒေါသလောဘတွေမကင်းသေခြင်းကအစိုးမရတမထဝိပဿနာပွားများကစိတ်ကကြံကံဉာဏ်နဲလီရော့တလားမောဟရဲ့အတွေ့ဘဝင်တတိနဲ့ရှင်ထင်သလောက်မပေါက်ခရီးမရောက်ရှာလီတော့ဗုဒ္ဓဘဂဝါဖယားထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေဖယားတပြည့်တော်အားပေးသနာတော်မူပါဖယားဖယားဘဂဝါဟောကြားခဲ့တဲ့ဓမ္မတရားဒေသနာအဖို့ထိုင်ရတနာတစ်ပါးမူလူနဲ့မြမအားထားလို့သာနိဗ္ဗာန်လမ်းကိုဒိဋ္ဌံမှန်ငါတန်တရားမလွတ်ကင်းတဲ့၍ကရုတ်ကင်းလျှောက်လဲရရှာဦးမှာဘယ်ဘဝဘယ်ကလာဒီဘဝကဘယ်ကိုသွားမလဲတန်တရားတစ်ထောင်နာတဲ့ဒီလူဘဝမှာပြုံးရပြောကြရုံးကံရှာဖွေလို့သာအ
အသက်တွေကြီးတနည်းနည်းနဲ့သိရအောင်မှာတနေ့ကဘာမှမကြောက်တလဆိုတာဘာမှမသိတရက်ခရီးကလျှက်စင်းလက်ပမာနုပြိုအစင်းတဖြည်းဖြည်းနဲ့ဦးမင်းလို့လားစီစိမ်ဥစ္စာအသက်ခန္ဓာပြောင်းဆုံးနောက်ဆုံးတော့ဘာမှမပါလောဘဒေါသမောဟတွေမှထောင်လွှားလို့အရှက်ကြောက်ကင်းကငါးပါးသီလအပြစ်များစွာကျူးလွန်တဲ့အခါတန်တရားဝဲကြရဲ့မှာတွဲဖက်စရာကုသိုလ်ကင်းငရဲတွင်သက်ဆင်းရလိမ့်မှာတန်တရားကိုအတွင်းလုတ်ကင်းမှုအရေးမှာတရားဒေသနာတမထဝိပဿနာပွားများသာအားထုတ်ဖို့ရန်ကံဉာဏ်မွဲကကိလေသာတဏှာမိကြောင့်ခရီးကမတွင်တတိနဲ့ရှင်ခဏအတိကနဲ့လွန်နာမှုထင်တယ်လို့မပေါခရီးမရောက်ရှာထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေပေါ်လွင်အောင်အတွေ့များဖရာတပြေတော့အားပေးသနာတော်မူပါဖရာဆံဖြူလို့သွားကြုံအာကိုရမည်ဖရာတရားတန်ငါနိဗ္ဗာန်တကားဝသို့မြင်တွေ့ရဖို့ကြိုးစားရင်သာအသက်ခံနာမနဲ့ဖန်တကားဘာဖြစ်မလဲလို့ကြိုးလဲမသိနိုင်တာအဖြေကသိမရေရာမနဲ့ဖန်တပည့်ခါအိုးနာဖို့ဒီဖို့သာပါဆံဖြူလို့သွားကြုံအာကိုရမည်ဖရာတရားတန်ငါနိဗ္ဗာန်တကားဝသို့မြင်တွေ့ရဖို့ကြိုးစားရင်သာအသက်ခံနာမနဲ့ဖန်တကားဘာဖြစ်မလဲလို့ကြိုးလဲမသိနိုင်တာအဖြေကသိမရေရာမနဲ့ဖန်တပည့်ခါအိုးနာဖို့ဒီဖို့သာပါသွားလာလာမေ့ပြောင်းနေတာတေးတဲ့အချိန်မှာစိတ်ခံပြောပါကောင်းမှုများလဲမေ့လျော်လို့သာမသိနိုင်သေးဘူးရဲ့လို့စိတ်ထဲမှာထင်ငါသာမနဲ့ဖန်တပည့်ခါရှိနေမှာလားငါတို့ဒီခါစားပါတထဲလည်းမကြောက်သေးရမှာစရင်လည်းမှဆင်းရဲတာဒါလည်းမညာဥမာနာမသေးရလျောမှာငယ်တာရွယ်တာကြီးတာလည်းပါစနီးမရသမီးသာရှိတာတွေအကုန်ထားလို့ဒီနေ့ဆိုတော့နောက်နေ့တော့မဟုတ်နောက်နေ့မနေ့ဖန်ငါငယ်ရာကကြီးရာကဦးလို့နော်မသေးခင်အချိန်ကလေးမှာအာကိုရမှာကဖရာတရားတန်တာ
ဘယ်ချိန်ဘယ်ခါတည်ရမှာတိမထားပြီနဲ့တည်မျိုးဆိုတာကိုတော့လူတိုင်းသိထားကြမှာပါရှိသမျှရှာသမျှရသမျှလေးတွေနဲ့ဇင်ခံပျော်ပါရဲ့ဒီလူနဲ့အနေယူသွားတော့တည်မျိုးဆိုတာကိုတော့ခွေ့ပြောက်နေပြီလာခဲ့ကြတယ်ဆံဖြူလို့သွားတယ်လေကျိုးခဲ့ပြီပေါ့ငါမတည်နိုင်နေပါဘူးလို့ထင်ခဲ့သမျှတွေပါလေဒီနေ့သို့မဟုတ်မနဲ့ဖန်ငါဆိုတာရှိနေပါဦးမလားတပည့်ခါဆိုတာကရှိနေပါဦးမလားလို့စိတ်ထဲမှာတွေးတောရင်ဒီနေ့သို့မဟုတ်မနဲ့ဖန်ငါဆိုတော့တေးတစ်ပုဒ်ကိုနားဆင်လို့တရားဘာဝနာများဆင်ခြင်နိုင်ကြပါစေသာဆံဖြူလို့သွားကြုံအာကိုရမည်ဖရာတရားကံငါနိဗ္ဗာန်တကားဝသို့မြင်တွေ့ရဖို့ကြိုးစားရင်သာအသက်ခံနာမနဲ့ဖန်တကားဘာဖြစ်မလဲလို့ကျိုးလဲမသိနိုင်တာအဖြေကသိမရေရာမနဲ့ဖန်တပည့်ခါအိုးနာဖို့ဒီဖို့နာဖန်သွားလာလာမေ့ပြောက်နေတာတေးတဲ့အချိန်မှာစိတ်ခံပြောပါကောင်းမှုများလဲမေ့လျော်လို့သာမသိနိုင်သေးဘူးရဲ့လို့စိတ်ထဲမှာထင်ကားသာမနဲ့ဖန်တပည့်ခါရှိနေမှလားငါတို့ဒီခန္ဓာတွေးစားပါတထဲလည်းမကြောက်သေးရမှာစရင်နဲ့မှဆင်းရဲတာဒါလည်းမရဥမာနာမသေးရလျုံမှာငယ်တာရွယ်တာကြီးတာလည်းပါစနီးမရသမီးသာရှိတာတွေအကုန်ထားလို့ဒီနေ့ဆိုတော့နောက်နေ့တော့မဟုတ်နောက်နေ့မနေ့ဖန်ငါတာနနာတော်နဲ့ဆုံးတွေ့ရတာရှိကကုသိုလ်ပါရမီကျူလို့ဒါနာမျိုးလေးရှိရသူမှာတာအဖန်တရားမကတန်ရတဲ့မှာလေလာခဲ့ရတာနနာတွင်မှလူဖြစ်ဖို့မလွယ်ပါအတိတ်ကမျိုးချရင်လောင်းခဲ့ရယခုအပင်တန်လာလောဘဒေါသလောင်ရင်အောက်ကလူကင်းမှုရမြတ်တရားရှာတဏမာနတောကမီတွေမလောင်ကျွမ်းမှုရတတိကလူညံနေရှုမြင်ဝိပဿနာမျက်နှိဗလန်းစီမြတ်ဗုဒ္ဓရှင်ဆရာသခင်တာနနာတော်နဲ့ဆုံးတွေ့ရတာကုသိုလ်ပါရမီကျူလို့ဒါနာမျိုးလေးရှိသူမှာတာအဖန်တရားမကတန်ရတဲ့မှာလေလာခဲ့ရတာနနာတွင်မှလူဖြစ်ဖို့မလွယ်ပါအတိတ်ကမျိုးချရင်လောင်းခဲ့ရယခုအပင်တန်လာလောဘဒေါသလောင်ရင်
အောက်ကလူကင်းမှုရာမြတ်တရားရှာတဏမာနတော့ကမီတွေမလောင်ကျွမ်းမှုရာတတိကလူညံနေရှုမြင်ဝိပဿနာညနေပန်းလန်းစီဖြစ်ပြမနှမြသင်္ခါရမောဒုက္ခသစ္စာရခဲ့ပြီအနေစာမြင်မရှိတော့သင်္ခါရလောကလူနေပေအတွင်မှာအနတ္တဆိုမရတော့တရားမျက်နှာရှိမစင်ခြင်းမှာဘယ်မှာလဲပြောငါပိုင်တာငါဆိုင်နေတော့ပစ္စည်းဥစ္စာငါအဆွေရိဆွေလန်းနေပြန်နာငါလာတော့ငါဘာမှလည်းမပါငိုနေလာပြီးငိုနေဆုံးရင်ကိုယ်ကျုံမရှိပေါ်လေအောင်ဒီတန်တရားတဏ္ဍနာအတွင်းမှာလူချစ်ရခြင်းအရှုံးမထပ်ဖို့တတိကလုံးရှုမစင်ခြင်းမှာဓမ္မကတိကဆရာတော်များရင်တရားပွဲသို့ရောက်လန်းခဲ့ပါဉာဏ်ပြည်နဲ့တဝမ်းသာသနာပြုဖို့မြတ်ဗုဒ္ဓထင်ရှင်ဟောကြားခဲ့တဲ့တရားများကိုသစ္စာစိုက်ဖို့မျက်နှာပန်းလန်းစီတရားနာကြမေယောဤသူတော်စီတရားပွဲသို့ရောက်လန်းခဲ့ပါဖိတ်ခေါ်ပါရစီတရားတော်နာကြွတော်မူကြပါသာသနာတော်နဲ့ဆုံးတွေ့ရတာရှိကကုသိုလ်ပါရမီကျူလို့ဒါနာမျိုးလေးရှိသူမှာတာအဖန်တရားမကတန်ရတဲ့မှာလေလာခဲ့ရသာသနာအတွင်းမှာလူဖြစ်ဖို့မလွယ်ပါအတိတ်ကမျိုးချရင်လောင်းခဲ့ရယခုအပင်တန်လာလောဘဒေါသလောင်ရင်အောက်ကလူကင်းမှုရာမြတ်တရားရှာတဏမာနတော့ကမီတွေမလောင်ကျွမ်းမှုရာတတိကလူညံနေရှုမြင်ဝိပဿနာမျက်နှာ